ဒီဖျားနာနဲ့ဆိုင်တဲ့အသုံးလေးတွေကလုံးဝသိထားမယ့်အသုံးလေးနော်တစ်ခါတည်းရောက်လို့တော့မနော် okay ဖျားသွေးရှိတာဆိုရှင် have a fever I think I have a fever ငါဖျားသွေးရှိရထင်တယ် I think I have a fever ဘိုက်အောင်တာဆိုရှင် stomach ache I have a terrible stomach ache I don't know why ငါဘိုက်အရင်အောင်တယ်ဘာလို့လဲမသိဘူး okay ဆရာဝန်နဲ့ပြဆိုရှင် see a doctor I like to see a doctor please ငါဆရာဝန်နဲ့ပြချင်လို့ပါ I like to see a doctor please okay I don't want to die နာဆိုရှင် hurt it really hurts right here ဒီနေ့တကယ်မှနာတာ it really hurts right here okay I can't stand it anymore အနားယူဖို့လိုတာဆိုရှင် need rest the doctor said I need some rest ဆရာဝန်ကတော့ငါအနားယူဖို့လိုရလို့ပြောတယ် the doctor said I need some rest okay ရပါတော့အခုလိုမျိုးသုံးနေရကိုတော့ထောက်ကိုဖြစ်လာမသိဘူးဖြစ်တယ်ဆိုရင် comment မှာ yes လို့ရေးတော့ပါနောက်ထပ် video အသစ်လွတ်မတော့အောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video